မင်္ဂလာပါရန်ကုန်ဂီတာစတိုးမှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ပြပေးရတဲ့ဂီတာလေးကတော့တပိုက်စာကုမ္ပဏီကထုတ်ထားတဲ့ Caravan brand ဂီတာလေးတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဗျသူကတော့4020 model လေးပေါ့နော်အရောင်လေးတွေကတော့4အောင်ရပါမယ်သူကတော့လင်းနှမ်းမှုဒါနဲ့လောက်ထားပေးတယ် sticky stiver anki ပါမယ်ပေါ့နော်ပြီးရင် B line လေးတွေပါပါမယ်neon model လေးရဲ့ design လေးပြထားပြပါသူကတော့ 3TS လိမ်မောင်ရောင်လေးပေါ့နော်သူရဲ့ရှေ့ design လေးပါဗျဒီကောင်လေးကတော့နောက် design လေးပါဒီကောင်ကတော့အပြာရောင်ပေါ့နော်အပြာရောင်လေးတွေအရန်လှပါလေဗျအရောင်လေးတွေကတော့ဒါသူရဲ့ back design လေးပါနောက်ပိုင်းကတော့အမဲရောင်ပေါ့နော်အကုန်လုံးကြိုက်ရတဲ့အမဲရောင်သူလဲတူပါပဲဗျ B line လေးတွေပါမယ် flat တန်လေးမှာ line လေးတွေပါမယ်ဗျ like ကအပြောင်လေးပေါ့နော်ဒီကောင်လေးဆိုတော့ဈေးနှုန်း2,400နဲ့ဝယ်လို့ရပါတယ်ဗျအရောင်လေးတွေလည်းစိုးစိုးလင်းလင်းရွေးချယ်လို့ရတာပေါ့နော်အခုချိန်ဝင်မယ်ဆိုရင်တော့အခုကတည်းကတော့ Caravan နဲ့ပဲသူကတော့ model မတူတော့ဘူး4010ဖြစ်သွားမယ်ဒီကောင်မှာတော့ B line လေးတွေမပါဘူးပေါ့နော်ဈေးကတော့2,2800ရှိပင်ဗျဒီကောင်လည်းအသားလာတော့လင်းနှဘူးနဲ့လောက်ထားပေါ့နော် sticky stiver anki ပါပါမယ်စီးတာကတော့ like ကအပြောင်လေးပေါ့နော်ဒါကတော့အရောင်2ရောင်ရပါမယ်နော်ဒီအမဲရောင်လေးရယ်ပြီးလို့ရှိရင်အသားရောင်လေးရမှာပေါ့နော်အခုတော့သူ့ရဲ့ design လေးတွေရှေ့ design လေးတွေနောက် design လေးတွေပြထားပါပါနော်ဂီတာလေးရဲ့အတန်အတွက်ကိုတော့ကျွန်တော်နောက်ရက်ကျရင်ကျွန်တော်တင်ပေးပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်